ပရိုဒအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ Alice က Mr. Moon နဲ့ကျွန်တော်ဆိုတဲ့漫画တိုင်း BN ဇာတ်လမ်းရဲ့ chapter 2ကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ chapter လေးမှာတော့ Mr. Moon ကရှာယွန်ကိုဘယ်လိုနိုင်ကျင့်အောင်လဲဆိုတာတွေကိုထပ်ပြီးသိရမှာပဲဖြစ်ပါတယ် so intro လေးပြီးရင်စလိုက်ကြရအောင်နော်မနက်ခင်းပိုင်းအလုပ်စတဲ့ချိန်မှာရှောင်းရဲဖုန်းလေးကိုအတိပေးချက်တစ်ခုဝင်လာပါတယ်။အဲ့ဒါကတော့အလုပ်ထဲမှာဘယ်လိုမျိုးအိမ်ဝင်တဲ့ဆန်ကိုမှယူဆောင်လာခြင်းမပြုအောင်ဆိုတာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းအလုပ်သမားတွေကမကြသေးခင်ကပဲလမ်းမေးကြောင်လေးတစ်ကောင်စိတ်ကူးထားတာဖြစ်ပြီးတော့အဲ့ဒီကြောင်ကလေးကလည်းအနာမပြောက်သေးတဲ့အတွက်စိုးရိမ်နေကြပါတယ်။ဒါကြောင့်ရှောင်းလည်းခေါင်းဆောင်ပြီးမစ္စတာမိုစီသွားပြီးတော့အဲ့ဒီဒါမီချက်ကိုတွားရောက်ညှိယူပေမဲ့မစ္စတာမူကတော့ဒီလိုလမ်းဘေးကြောင်တစ်ကောင်ကိုအလောက်ရှစ်ပြနေလေကြောင်ကဖေးမှသွားပြီးတော့အလုပ်လုပ်ပါလားလို့ပြောလိုက်တဲ့အတွက်ချောင်းလည်းပြန်ပြီးလှည့်လာလိုက်ရပါတယ်။ညှိလို့မရတာကြောင့်ဝန်ထမ်းသူတွေကဆွေးရည်နေကြစင်မှာချောင်းကသူ့အတိကြောင်ထိန်းရေးဌာနကိုဆက်သွယ်ပြီးတော့ထိန်းသိမ်းပေးမယ်ဖြစ်ကြောင်းပြောမှအဆင်ပြေသွားကြပါတယ်။ Hamster အိမ်မွေးချက်မစ္စတာမိုတီရောက်တနေရာကိုသွားဖို့အတွက်စီစဉ်နေပါတယ်။ဘယ်ကိုလဲဆိုတော့ hamster လို့ခေါ်တဲ့အိမ်မွေးချက်တွေကိုထားတဲ့နေရာပဲဖြစ်ပါတယ်။မစ္စတာမူကလှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ကြွတဲ့ကောင်ကိုမင်းကဘာလို့အလားရုပ်ဆိုးနေရလဲသူများရဲ့နေချိန်မှာမင်းကကဏ္ဍမြင်ဦးပဲဆိုပြီးတော့စကားပြောနေပါတယ်။ဒါကိုအလုပ်ပြီးလို့ပြောင်းလာတဲ့ခြောင်ကမြင်သွားပြီးတော့ကွယ်ရာကနေဗီဒီယိုချောင်းလိုက်ပါတော့တယ်။မစ္စတာမူကဆက်ပြီးတော့မင်းပုံစံကခြောင်လိုပဲမင်းတို့နှစ်ယောက်အတူနေပုံအားခေါ်သွားပေးရမှာပေါ့လို့ပြောတဲ့အခါဘာလို့သူ့ကိုဟမ်စတာတွေနဲ့နှိုင်းနေရလဲ။ငါ့ကိုပြင်းပြီးဘာမှမလုပ်တတ်တဲ့အလုပ်တွေကိုလုပ်နေတဲ့ကောင်လို့ပြောချင်တာလား။ဒီလိုမဟုတ်တော့သူ့ဆောင်ထဲမှာငါပုံတွေကိုကြည့်မကောင်းလဲဆွဲထားသေးတယ်။တေးကြတယ်သူကငါ့ကိုအမြင်ကတ်နေတာပဲ။ငါဘာလို့မလို့လဲလို့ခြောင်ကတီးတို့ရေရွနေပါ යි ။တစ်ဖက်မှာလည်းမစ္စတာမူကကြွက်တွေကိုကြည့်ရင်းနဲ့တစုံတစ်ယောက်ကသူ့ကိုသူတို့လေးတွေကိုမွေးစားမလို့လားလို့မေးလိုက်ပါ යි။ဆက်ပြီးတော့ကျမလည်းမွေးစားချင်တယ်။သူတို့တွေကချက်ဖို့လဲကောင်းတယ်။ဆန္ဒရှိရင်ကျမတို့တူတူခွဲပြီးမွေးစားကြမလားလို့ဆက်မေးလိုက်ပါ යි ။အဲ့ဒီအခါမှာတော့မစ္စတာမူကငါကဘာလို့အဲ့လိုတရရင်မွေးစားအောင်လဲ။ဒီကောင်တွေမှာမမြင်နိုင်တဲ့ယောဂပူရရှိရမသိဘူးလား။အိမ်ပြန်လို့ရင်လိုပါပိုးကိုပြီးဖျားနိုင်တယ်။သူတို့ကအယုတ်လဲဆိုရဲကြည့်နေရင်ငါရားရန်လာပြီ။သူတို့ကအပေါ်ဝင်တော့ဝင်ဖို့တာပဲလို့ပြန်ပြောလိုက်တဲ့အခါမှာတော့မိန်းကလေးကလည်းအဲ့လိုတော့မလုပ်ပါနဲ့သူတို့တွေကိုတကောင်ကောင်ကလာကိုက်စားပြလိမ့်မယ်သူတို့တွေလည်းတက်ချီလေးတွေပါဦးလေးကိုသဘောကျမှာပါဦးလေးပုံစံကလူကောင်းနဲ့တူပေမဲ့ကျင်နာတတ်တဲ့စိတ်လေးတော့ရှိအောင်ပါပါဆိုပြီးတော့နားမဆန်းတော့လောက်ပြောလိုက်အတွက်မစ္စတာမူကလည်းအိမ်ကိုတဲလာခဲ့ရပါတော့တယ်ဟမ်စတာတွေနဲ့တရက်တာမစ္စတာမွန်တယောက်သူ့နောက်ကိုတကားကားလိုက်နေတဲ့ဟမ်စတာကောင်ကိုသူထိုင်းနေရာမှာနေဖို့နဲ့သူ့နောက်မလိုက်ဖို့ပြောနေပါရဲ့သူပြောတဲ့အတိုင်းမနေရင်စပြလောက်စားပြင်မယ်လို့လည်းချိန်ထားလိုက်ပါသေးရဲ့ဒါပေမဲ့ဟမ်စတာလေးကတော့သူစားမဲ့ပကံလုံးသားထိလာပြီးတော့ရှုံနေပါတော့တယ်သူ့ကိုဟိုတက်တာလေးနဲ့နေပုံအပြောထားတယ်ဒါရီကမင်းစားဖို့မဟုတ်ဘူးလို့ပြောရင်ဟမ်စတာကိုကားလိုက်ပြီးတော့မင်းကအတုံးမကျတဲ့အမွေးလုံးမယ်လို့ပြောလိုက်ပါတော့တယ်ဂျမနက်မှာလည်းမစ္စတာမော်ပြေးလေးကျင့်နေရင်းနဲ့ဟမ်စတာတွေကသူ့ရှောင်းနာမှာလာပြီးတော့ရှုံနေတဲ့အတွက်တက်မနှင်းမိအောင်ရှောင်းရင်းနဲ့ပဲရှေ့ခါပြီးလဲကျသွားပါတော့တယ်မစ္စတာမွန်တရာဟမ်တာပေါက်ဆာနဲ့လုံးဝအဆင်ပြေမနေပါဘူးသူတောက်မရီကွက်ထဲကိုဝင်လို့ရင်ဝါယာကျူးတွေကိုကိုက်လို့ကိုက်နဲ့မစ္စတာမွန်တရာစိတ်ရှုပ်နေရပါတယ်တခါတလေမှာစူပါဘော်ရှိနေမှမသိရကြောင့်မစ္စတာမူထိုင်မိရလည်းမနေပါဘူးအချိန်မီတိလိုက်တာကြောင့်သာဘာမှမဖြစ်တာပါမသိရင်တော့ဟမ်စတာတကောင်တော့မစ္စတာမူထိုင်ပြီးလို့အနေဆက်သဘောနဲ့ကိစ္စချောသွားနိုင်ပါရဲ့ဟမ်စတာတောင်းကျမ်းတာကြောင့်မစ္စတာမူတရမနေ့3ချက်ဒီမှအိပ်ရပါရဲ့အိမ်မပြောခင်မှာဒီကောင်ကိုငါဘာလို့မွေးစားမိတာလဲကွာဆိုပြီးတော့ညင်းနေမိပါသေးရဲ့
Alice တို့အနေနဲ့ဒီဗီဒီယိုရေးရဖို့အတွက်အချိန်တွေအများကြီးပေးလိုက်ရတာမလို့ပေးရတဲ့အချိန်လေးတွေတန်ဖိုးရှိသွားအောင်ဗီဒီယိုလေးကို like ပေးခဲ့ပြီးတော့ဗီဒီယိုဘက်ကနေပြီးတော့အကြံပြုချင်တာပဲဖြစ်ဖြစ်တခုခုဆိုရင် comment လေးနှမ်းခဲ့ပေးဖို့အတွက်မေတ္တာရပ်ခံပါတယ်ခင်ဗျအသက်တွေတင်တိုင်းသိရအောင်လို့ subscribe လေးကိုနှိပ်ပြီးတော့ဘေးကခေါင်းလောင်းလေးကိုပါနှိပ်ပေးဖို့တောင်းဆိုပါတယ်နော်TikTok မှာလည်း review by Alice ရဲ့အကောင့်ကနေပြီးတော့ BL comments တွေပြီးတော့ Wattpad ထဲက BL fit တွေကိုလည်း review လုပ်ပေးပါသေးတယ်။နောက်ကြရင်လည်း Telegram channel လုပ်ပြီးတော့ဆက်လက်မျှဝေပေးမယ့်အစီအစဉ်တွေလာအောင်မှဖြစ်တဲ့အတွက်စောင့်မျှော်ပေးကြဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။နောက်နေ့အလုပ်ထိရောက်ချိန်မှာတော့ Mr. Mo ကလုံးဝလန်းဆန်းနေပါဘူး။ဒီကြားရဲ့ခြံကအလုပ်ကိစ္စရင်းနဲ့ဘေးကနေတွတ်လိုက်ပြောနေတော့ Mr. Mo ကမင်းဘာဖြစ်နေရလဲငါနောက်လိုက်မလာနဲ့တော့ဘာမှမပြောနဲ့ဆိုလိုက်တာကြောင့်ခြံရမြင့်တက်သွားခဲ့ရပါတယ်။သူ့စိတ်ထဲမှာလည်း Mr. Mo ကသူ့ကိုဒါလောက်တောင်မုန်းနေရပါလားဆိုပြီးတော့ဝမ်းနည်းမိပါတော့တယ်။ကဲဘုတူလေးတို့ရေဒီနေ့မှာတော့ Mr. Mo နဲ့ကျွန်တော်ဆိုရင်ပြန်ရုံပြဆက်လန်းလေးရဲ့ chapter 2ကိုတင်ဆက်ပေးရတာပဲဖြစ်ပါတယ်။နောက်ပတ်ကြမှာပြန်တွေ့ကြမယ်နော်။ Bye. Like and subscribe နဲ့ comment ပေးဖို့လည်းမမေ့ကြပါနဲ့ခင်ဗျ။